Sorry, can you speak English? You want to go both? Bo? Both? Bato. Oh. So do you mean which one for where? So now we go. I will go to the pagoda. Yeah. Yeah? Over there. Yeah. Come back. Come back. Bye bye. Come back. Maybe later. Oh, come back all later. Yeah, I will see that. Where are you from? So Myanmar. Myanmar. Do you know Myanmar? No. Oh, we are ASEAN country. Yeah, Myanmar near Thailand, China. China. Yeah. Okay. I look at you same. China. China, Malaysia. Malaysia. Oh, also Malaysia. Okay, so most of the people think I'm a Filipino. You want photo? Photo, so yeah, that's okay because I have you photo, yeah. Yeah. Just like taking a photo of nature, I'm not that beautiful, so I don't want to take my photo. I look you so nice. Oh, Beautiful. beautiful, thank Yeah, you. beautiful. I have for you the photo. Photo, yeah. Yeah. Only $1 for one. $1 for For one picture. one picture. Yeah. Ah. Mau. Untuk beli $1. Apa yang baik? Ah. Daကတော့ရှိကန်နေဒီမဦးကနေပြီးတော့ဝင်သွားမယ်ဝင်သွားလို့ရှိရင်ဒီမှာဈေးတယ်လေးတွေ့ရ Oh my god, so beautiful. So here. Huh? Cao này cái quạt mà hạng và chiếc kẹo từ lúc một đầu ra này. Cháu ơi. ဈေးရောက်တာလေးရှိ Oh my god ဘာပေါ့နော်ဒီလိုကြောက်တောင်လေးရှိရယ်ဒီလိုကြောက်တောင်လေးရှိတယ်ဒီဘက်မှာဆိုဒီလမ်းလေးတိုင်းပဲရှောက်သွားရဒီဝါမှာဆိုရင်အတူတွေဝတ်လာလို့ရှိရင်ဝါမှာလဲရမယ်ဆိုဒီမှာကျမဆင်းတဲ့အချိန်ကျတော့မှတက်လူတွေများလာတာအဲ့ဒီတော့မှပဲအဲ့ဒီအညိုရောင်စကတ်ဖဖကြီးနဲ့တချို့အဖြူတွေပေါ့နော်အမျိုးသားတွေအရက်ရှိရှိကြီးနဲ့စကတ်ကြီးကိုဝတ်ပြီးတော့လေကားတက်မမဆောက်ဆောက်ကြီးတွေပေါ့နော်ဖဖနဲ့တက်လာသူတို့ကြည့်လို့ကြည့်ကျင်တယ်အမှန်တကယ်တော့ဒီဖျားမှာက dress code ကိုအဲ့လောက်ကြီးထိမတင်းကျပ်ထားအောင်တချို့အမျိုးသမီးတွေထောင်မှာပဲဘောင်းမီတိုလေးစွတ်ကျဲလေးနဲ့ပေါ်ထိတက်လာကြတွေ့တယ်ပေါ့နော်ခုရောက်နေတာကတော့နင်ဘင်းမြို့တန်ကိုရွာကပစ်တွန်းဖျားပေါ့နော်ဒီဖျားကလည်းနည်းနည်းလေးတော့တက်ရတယ်ဒီနင်ဘင်းမြို့ကဟန်နွိုင်းကနေပြီးတော့2 နာရီခွဲလောက်ပဲရထားနဲ့လာရတယ်အဲ့ဒီလောက်ပဲဝေးပေမဲ့တောတောင်ကြီးမြေတဘာဝကလုံးဝကွဲပြားခြားနာတယ်ပေါ့နော်ဒီမှာကဒီလိုကြောက်တောင်ကြီးကူးလေးစပားကင်းနေကြာကင်းနေနဲ့လှတယ်ပေါ့နော်ဒါကြောင့်မလို့ဒီနင်ဘင်းမြို့လေးကလည်းဗီယက်နမ်ရဲ့ဒီနာမည်ကြီးတဲ့လက်ပတ်စရာတစ်ခုဖြစ်နေတာပေါ့နော်အဲ့တော့ကျမရောက်သွားတဲ့အချိန်မှာကခုနအဖွဲပဲရောက်သေးတယ်ခုနအဖွဲကလည်းမတက်သေးဘူးသူတို့တောင်ချီမှာဒီ guide ကိုစောင့်နေရတာမသိအဲ့နဲ့ပဲကျမကိုပါနေကိုတယောက်တည်းတက်သွားတယ်ပြီးတော့ကိုယ်တည်းဝင်ကနေကြတော့မှကိုကအရန်မှောင်ပိတ်နေလို့တယောက်တည်းမဝင်ရတာနဲ့သူတို့ဖွဲကိုပြန်စောင့်တယ်
Do the hair flip. Very good. If I had long hair, I would do it. 16. 17. Me?